နောက်ထပ်ထဲဝါကသူကဟိုဘောနော်အခန်း30ရဲ့ဒေဝနံပါတ်2အဲ့တော့ဒေဝနံပါတ်2မှာခါလို့နဲ့ဂျူးရင်ပိုင်ရှင်နဲ့ပြောတယ်သူကဈေးသွားဝယ်နေတာပေါ့နော်အဲ့တော့အရင်နားထောင်ကြည့်အောင်မှာ사장님 이 바지 얼마예요? 43,000원이에요. 43,000원요? 비싸네요. 좀 깎아주세요. 알았어요. 4만 원 주세요. 감사합니다. 종이 가방에 넣어주세요. 그러면 칼로하니 사장님, 대체 다 사인반신 거지나 보나? 대체 이 바지 얼마예요? 이 바지 디바움이야 얼마예요? 몰라올래. 이 바지 얼마예요? 이 바지 얼마예요? 디바움이 몰라올래. 43,000원이에요. 4만 4당 3,000원 동당원이에요. 피바래. 43,000원이에요. 4당 동당원 피바래. 43,000원요? 4당 동당라. 디니아마 43,000원요? 도다 둘란 와라. 하면 이 내요로만 ပြော 내요 မပေါင်းဘာလို့လဲ 4당 동당ဆိုတာတထေးပြောပြီးမှသိရတဲ့စကားလုံးအဲ့ဒီသူများပြောပြီးမှသိရပြီးတော့အံ့ဩတဲ့ပုံစံဆိုရင် तू ကကိုယ်ခံစားချက်မဟုတ်သူများစီကနေမှ4,000 3,000 4,000 3,000လားအဲ့လိုပြန်ပြောတဲ့နေရာမှာဆိုရင်နေယူသုံးစရာမလိုဘူးပေါ့နော်ဒါပေမဲ့ယူကို question mark လေးနဲ့ထည့်လိုက်တယ်ဆိုရင်အံ့ဩတဲ့အဓိပ္ပာယ်ကိုတက်ရောက်တယ်နောက်မှလာတယ်ဗီဇနဲ့ကိုဈေးကြီးလိုက်တာဒါမှသူခံစားချက်သူဖြစ်သွားတဲ့စိတ်ခံစားချက်အစစ်ဈေးကြီးလိုက်တာအဲ့လိုအဲ့တော့ကိုခံစားရတဲ့အပေါ်မှာပဲနေယူသုံးရတာဖြစ်တာမလို့ရှေ့က4,000 3,000လားဆိုတဲ့စကားလုံးမှာကြတော့သူကအန်အိုဘီပြန်မေးလိုက်တာဒါပေမဲ့အဲ့လိုနေရာမှာနေယူမသုံးရဘူးနောက်မှာဒီဈေးကြီးလိုက်တာဆိုတဲ့ခန်းစားချက်ကမှသူ့ရဲ့ဖြစ်သွားတဲ့ခန်းစားချက်ဖြစ်တာမလို့အဲ့လိုနေရာမှာပဲနေယူကသုံးရတယ်ဟုတ်ပြီနော်နောက်좀 깎아주세요နည်းနည်းလောက်ရှော့ပေးပါ깎아주세요 알았어요နားလဲပါပြီသိပါပြီ 4만 주세요 4,000ပေးပါ 4만 원 주세요 4,000ပဲပေးပါ 감사합니다 ကျေးဇူးတင်ပါတယ်ဒါမျိုးပြန်ပြောရတယ်ကိုက short ပေးပါလို့ပြောတဲ့နေရာမှာ तू ကဈေး short ပေးလိုက်တယ်ဆိုရင်ကိုက감사합니다 ကျေးဇူးတင်ပါတယ်종이 가방에ဆက်ကူအိတ်ထဲကို넣어주세요 ထည့်ပေးပါကိုကတောင်းဆိုတာ넣어주세요 ထည့်ပေးပါဟုတ်ပြီနော်အဲ့တော့ဆိုကြည့်ရအောင်ပါ사장님 이 바지 얼마예요? 사장님 이 바지 얼마예요? 43,000원이에요. 43,000원이에요. 43,000원요? 43,000원요? 좀 비싸네요. 비싸네요. 좀 깎아주세요. 좀 깎아주세요. 알았어요. 4만 원 주세요. 알았어요. 4만 원 주세요. 감사합니다. 감사합니다. 종이 가방에 넣어주세요. 종이 가방에 넣어주세요. ဟုတ်ပြီနော်အဲ့တော့နားထောင်ကြည့်ပါမယ် truck number 90နဲ့မှ5 사장님, 이 바지 얼마예요? 43,000원이에요. 43,000원이요? 비싸네요. 좀 깎아주세요. 알았어요. 4만 원 주세요. 감사합니다. 종이 가방에 넣어주세요. 사장님, 이 바지 얼마예요? 43,000원이에요. 43,000원이요? 비싸네요. 좀 깎아주세요. 알았어요. 4만 원 주세요. 감사합니다. 종이 가방에 넣어주세요. ရပြီနော်အဲ့တော့ဒေတာဖတ်ဖို့စေကိုဒေတာပါရောဖြည့်ကြည့်အောင်မိကိုနေရှိမယ်ခါလို့နမောဆူဆက်ဆရောခါလို့ပါဝဲခဲ့ရလဲဘာဝယ်ခဲ့ရလဲဘာကြီးဤဘာကြီး얼마ရေလို့မေးရဆိုတော့ဘာကြီးဝယ်ခဲ့တာအဲ့တော့ဘာကြီးလို့ဆက်ဆရောဘာမိဝယ်ခဲ့ပါတယ်ဘာကြီးနဲ့얼마에 샀어요 얼마에 샀어요ဘယ်လောက်နဲ့ဝယ်ခဲ့ရလဲဒီနေရာမှာပါတဲ့얼마에ရကြတော့ဘယ်လောက်နှစ်ဆိုတဲ့အတိတ်ပဲဖြစ်မှာပေါ့နော်ဘယ်လောက်နဲ့ပေးဝယ်ခဲ့တာလဲလို့ပတ်စံကိုပြောတဲ့အခါမှာပတ်စံနဲ့ပစ္စည်းရဲ့ခြားထဲမှာသုံးရတယ်ပေါ့နော်얼마에
샀어요. ဘယ်လောက်နဲ့ဝယ်ခဲ့တာလဲဒါဆိုရင် 3만 원에 샀어요. 3만 원에 샀어요. 3만 3만မဟုတ်4만 4,000 4만 원에 샀어요. 4,000နဲ့ဝယ်ခဲ့ပါတယ်ဘယ်လောက်နဲ့ဝယ်ခဲ့ရလဲ4,000နဲ့ဝယ်ခဲ့တယ်အဲ့တော့ဒီမှာမပါတဲ့မေးခွန်းမေးလို့ရမယ် 얼마로 깎아줬어요? 얼마 ဘယ်လောက်ကို 깎아줬어요. ဈေးလျှော့ပေးခဲ့တာလဲအဲ့ဆိုတော့ဘယ်လောက်လျှော့ပေးရလဲသူကပြောတာလား43,000လို့ရှင်းမှာပြောခဲ့ရဆိုတော့ 3,000원으로 깎아줬어요. 4,000ကိုလျှော့ပေးခဲ့ပါတယ်ဟုတ်ပြီနော်네အဲ့ဒါပြီးရင်တော့အောက်မှာစာပိုက်လေးရှိမယ် 옷이 좀 작다. 애니야 네네띠래 바꾸다 레메. 다오 뼈메. 무엇을 도와드릴까요? 바꾸니 빼야 마발에. 다 원한이 뼈리시에 자가리 보노. 무엇을 도와드릴까요? 무엇을 바고 도와드릴까요? 꾸니 빼야 말래. 무엇을 도와드릴까요? 바고 꾸니 빼야 말래. 옷이 좀 작아요. 옷이 좀 작아요. 옷이 좀 작아요. 애니가 내내 띠바래. 작네요. 옷이 좀 작네요. 애니가 내내 띠바래. 바꿔주세요. 레비바. 바꿔주세요. 레비바. 바꿔주세요. 레비바.နောက်တစ်ခုက 오란지가 정말 사다. 정말 사다 뭐 정말 시다. 아얀 치네 လို့ပြောတာပေါ့နော် 오란지가 정말 시다. 제가 오란지가 되게 치네. 계산하다. 시다라. 맘이야. 싸다. 맘이야. 편. 오란지가 정말 싸다. 되게 뻔해. 계산하다ဈေးတွက်ပေးတယ်ပေါ့နော်အဲဆိုရင် 무엇을 도와드릴까요? 바꾸니 빼야말래. 오렌지가 정말 샀네요. 레모디가 되게ဈေးတက်တာပဲ 계산해 주세요. တွက်ပေးပါဒါဆိုရင်တော့ 계산해 주세요. ဈေးတွက်ပေးပါလို့ပြောတာပေါ့နော်တွက်ချက်ပေးပါ 계산해 주세요. 네 알겠습니다. 계산하다가 ငွေရှင်းရင်လည်း 계산할게요 အဲ့လိုပြောရပေါ့နော်ငွေရှင်းပါမယ်လို့သုံးရင်လည်း 계산하다ကိုသုံးပြီးတော့တွက်ချက်ပေးပါလို့ပြောချင်ရင်လည်း 계산하다ကိုပဲသုံးရတယ် 계산해 주세요 ဆိုရင်တွက်ချက်ပေးပါဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတာဟုတ်ပြီနော်နောက်တစ်ခု 유용한 표현 이건 한국말로 뭐예요? 이건 한국말로 뭐예요? 이건 디아가 한국말로 코리아 자가 핀 뭐예요? 발레. 야우주 듣고 비시 듣고 예. 코리아로 미닝 띠체네. 코리아로 띠체네 소인 다묘미로 야발레. 이건 한국말로 뭐예요? 이건 한국말로 뭐예요? 디아가 코리아로 발레. 이건 한국말로 뭐예요? 이건 한국말로 뭐예요? 다 코리아로 발레. 그건 종이라고 해요. 라고 해요. 소라가 로 뼈래. 종이라고 해요. 사쿠 로 뼈래. 종이로 소래 보나? 종이로 거래. 다 코리아로 종이မြန်မာလို 사쿠. ဟုတ်ပြီနော်အဲ့လိုသိကျင်တဲ့ဘာသာစကားကို 한국말 ဆိုတဲ့နေရာမှာအစားသွင်းလိုက်ရပြီမြန်မာမှာလို့ဆိုရင်မြန်မာစကားဖြင့် 일본말 လို့ဆိုရင်ဂျပန်စကားဖြင့်အဲ့လိုသွားမယ်ပေါ့နော်သုံးလို့ရပါတယ်အစားသွင်းပြီးတော့လည်းနားထောင်ကြည့်အောင်ပါ 이건 한국말로 뭐예요? 이건 한국말로 뭐예요? 그건 종이라고 해요. 이건 한국말로 뭐예요? 이건 한국말로 뭐예요? 그건 종이라고 해요. ဟုတ်ပြီနော်ဒါဆိုရင်တော့ဒီမှာဒေဝါပြီးသွားပါပြီအဲ့တော့ခါကြတော့ဒေဝါကိုပြန်ဖတ်ပြီးတော့မှအဆင်ပြေတယ်ဆိုရင်အဆင်မပြေဘူးမှာပေါ့နော်မရဘူးနားမလည်ဘူးဆိုရင်လာမေးလို့ရပါတယ်ဒါဆိုရင်အခုအခန်း30ထိပြီးသွားပါပေါ့နော်ဒါပြီးပြီဆိုရင်တော့နောက်တစ်ရက်မှာတင်ရမယ့်ဟာကတော့အခန်း17ကိုမသွားသေးပဲနဲ့တစ်ရက်ကတော့ဒီတစ်ကနေ30အတွင်းမှာရှိတယ်မီဟိုဟာလေးပေါ့နော်အီကီဒကီတွေဖြည့်တာတွေကို
ပြောမှာပါเนาะအဲ့တော့ခါကြတော့ဘာလို့ရမှာလဲဆိုတော့ ikituki တွေကိုအရင်ဖြေထားနိုင်ရင်တော့ပိုကောင်းတာပေါ့နှုတ်ကရှင်းတဲ့ချိန်ကြမှာဆိုရင် ikituki တွေကိုရှင်းမှလိုက်ကြည့်ရမျိုးမဟုတ်ဘဲနဲ့အရင်ဖြေရှင်းတာကိုနောက်မှကြည့်ပြီးတော့အရင်ဖြေကြည့်ပါเนาะအရင်ဖြေပြီးတော့မှဒီရှင်းတဲ့ဗီဒီယိုကိုကြည့်ပေးပါနောက်လာမဲ့ဒီဟိုပါပေါ့နော်နောက်လာမဲ့ဗီဒီယိုမှာတင်မှာကသူကမေးခွန်းရှင်းတာကိုတင်မှာပါအဲ့ဒီတင်တဲ့ခါကျရင်မေးခွန်းကိုအရင်မကြည့်သေးမေးခွန်းရှင်းတဲ့ဗီဒီယိုကိုအရင်မကြည့်သေးပဲနဲ့ကိုယ့်ဘာသာကိုအရင်ဖြေပေါ့နော်ပြီးတော့မှမေးခွန်းရှင်းတာကိုလေ့လာပေါ့နော်အဲ့လိုကမှပို့ပြီးတော့ဟိုထိရောက်မှုရှိမှာပေါ့နော်ဟုတ်ပါပြီဒါဆိုရင်ဒီနားမှာဒီဒါကတော့ဒီလောက်ပါပဲမရတာရှိရင်လာမေးလို့ရပါတယ်